လေထွားနေတဲ့ဂျပန်နှစ်ချီတောင်ခံမှာမလားလာမယ့်ဧပြီလမှာတော့ကျမတို့ဂျော်ရှွာဘန်ရဲ့ပထမဆုံးသော flyweight တိုင်းရဲ့ချန်ပီယံခပတ်ကာကွယ်ပွဲကြီးကိုကြည့်ရှုရတော့မှာဖြစ်ပါတယ်နော်ဂျော်ရှွာဘန်ကလည်းချန်ပီယံခပတ်ရပြီးမှ UFC ကိုပွဲတောင်းနေတာကြာပြီဖြစ်တယ်လို့အခုတော့တကယ့်ကိုပွဲကြီးပွဲကောင်းကိုကြည့်ရတော့မှာဖြစ်ပါတယ်ရှင်flyweight တိုင်းရဲ့ချန်ပီယံတက်လေဂျော်ရှွာဘန်ကတော့အခုလာမယ့်ပွဲမှာဂျပန်ဖိုင်တာလေးတက်စရိုတိုင်ယာနဲ့ထိုးသက်ဖို့အတွက် UFC ကပွဲတည်ပေးထားပါတယ်လက်ကျလောကြားတရားသတင်းတွေအရဆိုရင်တော့တက်စရိုတိုင်ယာကလေ့ကျင့်ခန်းလုပ်နေရင်းနဲ့ဒဏ်ရာရသွားခဲ့တယ်လို့လည်းသိရပါတယ်ဒါကြောင့် UFC ဘက်ကတရားဝင်ကြီးညာထားသည့်တိုင်အောင်ဒဏ်ရာပြဿနာကြီးမားခဲ့မယ်ဆိုရင်တော့တက်စရိုတိုင်ယာအနေနဲ့ဒီပွဲကလွဲချော်ပွဲရှိနေတာလည်းဖြစ်ပါတယ်တကယ်ပွဲဖြစ်မဖြစ်ကတော့အတိအကျယူတော့မသိရသေးပါဘူးရှင်တကယ်လို့တက်စရိုတိုင်ယာသာပွဲလွဲချော်ခဲ့မယ်ဆိုရင်တော့ဂျော်ရှွာဘန်ကမာနကပ်နဲ့ထိုးသက်ဖို့ကဖြစ်နိုင်ဆုံးပါတခုရှိတာကမာနကပ်ကလည်းအရင်လိုပွဲနိကတ်တဲ့ဆိုတဲ့အကြောင်းပြချက်ပြီးတော့ရှောင်းသွားမလားဆိုတာကတော့မသိရသေးပါဘူးနော်ဂျင်ဂျစ်စုမှာဆရာတစုဖြစ်တဲ့တက်စရိုတိုင်ယာကတော့ဂျော်ရှွာဘန်စီကနေချန်ပီယံခပတ်ယူမယ်ဆိုတဲ့အထိကိုလေးလုံးထွားနေပါတယ်ဒါကလည်း MMA လောကမှာအထူးဆန်းကြီးတော့မဟုတ်ပါဘူးရှင် UFC မှာပွဲမတိုင်ခင်လေးလုံးထွားတာကိုဖိုက်တာတိုင်းကတော့လုပ်တတ်ကြပါတယ်တကယ်လက်တွေ့မြေပြင်မှာသာပြိုင်ဘက်ကိုဘလို့အနိုင်ယူပြနိုင်တယ်လဲဆိုတာကတော့ပွဲရဲ့တကယ်အဖြေစစ်စစ်ဖြစ်ပါတယ်နော်ဒီလိုလေးတိုက်တိုင်းလည်းပြန်မတုံမြန်ပဲကျိုးဝိုင်းနေရောက်တဲ့အချိန်မှသာအသေးပြင်းတက်တာကတော့ကျမတို့ရဲ့မြန်မာဖိုင်တာလေးဂျိုရှွာဘန်ပဲဖြစ်ပါတယ်အခုလည်းလေထွားနေတဲ့တက်စရိုတိုင်ယာကချန်ပီယံခပတ်ကိုဂျပန်ကိုယူလာမယ်ဆိုပြီးတော့လေးတိုက်ကျန်းနေပါတယ်ဒါကိုဂျိုရှွာဘန်နဲ့ပရိသတ်တွေကတော့လေထွားနေတဲ့တိုင်ယာနှစ်ချီတောင်ခံမလားဆိုပြီးတော့တုံ့ပြန်ထားကြပါတယ်ဒီဖိုင်တာနှစ်ယောက်ကတော့အသက်အရွယ်လည်းတိတ်မကွာကြသလိုအားသာချက်အားနည်းချက်တွေဆိုတာကလည်းကိုစီနဲ့ပါလူငယ်ဖိုင်တာတွေပြီးရည်မှန်းချက်ကိုစီနဲ့မို့ဒီပွဲစဉ်သာဖြစ်လာခဲ့မယ်ဆိုရင်တော့အကျိတ်အနဲ့ပွဲစဉ်တစ်ပွဲဖြစ်ပရိသတ်တို့အားလုံးကြည့်ရှုရမှာဖြစ်ပါတယ်ဒါအပြင်အာရှသားနှစ်ယောက်ထိတ်ထိတ်တွေးဆုံကြတဲ့ပွဲဖြစ်တာကြောင့်လည်းအားလုံးရဲ့စိတ်ဝင်စားမှုကိုရရှိနေတယ်ဆိုတာကတော့အမှန်ပါပဲဂျိုရှွာဘန်နဲ့ကြောက်စရာအကောင်းဆုံးအားသာချက်ကတော့ဆက်လက်သီးလိုမျိုးဒရက်ဆက်ပြိုင်ဘက်ကိုဖိအားပေးထိုးတက်နိုင်တာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့စိတ်တက်ပါဂျိုရှွာဘန်နဲ့စိတ်တက်ကလည်းမြမကုံဆောင်ဆိုတဲ့အတိုင်းတမ်နီလိုစိတ်တက်ကြီးကပွဲအတွက်တော့လက်နက်တစ်ခုလိုပါပဲတက်စတိုတိုင်ယာကတော့ဒီပွဲမှာချုပ်ကွက်နဲ့ဘန်ကိုအနာယူမယ်လို့စဉ်းစားထားတဲ့ပုံပါပဲသူကဘန်ချက်အရက်ပိုရှိတဲ့အာသာချက်ရှိသလိုအကွာဝေးထိန်ပြီးတော့လည်းကစားလာနိုင်ပါတယ်တိုင်ယာဝင်လုံးမှုကြိုးစားချိန်မှာတော့ဂျိုရှွာဘန်နဲ့ takedown defense တွေကအလုပ်ဖြစ်သွားမလားဆိုတာကတော့စောင့်ကြည့်အားပေးရမှာပါနော်လောလောဆယ်မှာတော့ဒီပွဲက UFC ဘက်ကတရားဝင်ကြီးညာထားတာမှန်ပေမဲ့တက်စတိုတိုင်ယာရဲ့ဒဏ်ရာကိုကြည့်ပြီးတော့အတိဖြစ်မဖြစ်တော့မပြောတတ်သေးပါဘူးတက်စတိုတိုင်ယာတယောက်ဒဏ်ရာပြဿနာကြီးမားမဟုတ်ပဲဒီပွဲကိုရင်ဆိုင်ထိုးသက်နိုင်ပါစေလို့သာဆုတောင်းပေးချင်ပါတယ်ကပရိသတ်ကြီးတို့ရောလာမယ့်ဧပြီလ17ရက်နေ့မှာကျင်းပတော့မယ့်ဂျော်ရှွာဘန်နဲ့တက်စတိုတိုင်ယာတို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုများထင်မြင်ကြပါလဲနော်